ပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပြောနေတဲ့ဗီဒီယိုဖိုင်လေးတွေလည်းမတင်ပြတာကြပြီဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုဖိုင်လေးတစ်ခုတင်မယ်လို့ဆုံးဖြတ်ထားပါတယ်အဲတော့ဒီနေ့ဗီဒီယိုဖိုင်လေးမှာရန်ကိုချစ်စရာကောင်းပြီးတော့ရိုးရွှင်လက်ကူတဲ့ပန်းဒီဇိုင်းတစ်မျိုးနဲ့လိပ်ဆက်ပေးချင်ပါတယ်တင်းဒီမှာခါလုံးပန်းဒီဇိုင်းလေးပါရှင်အခုလိုမျိုးခါလောင်ပန်းဒီဇိုင်းအကြွလေးကိုဖန်တီးပေးမှာဖြစ်ပါတယ်အခုလိုမျိုးချစ်စရာကောင်းပြီးတော့ရိုးရှင်းလက်ကူတဲ့ပန်းဒီဇိုင်းခါလောင်ပန်းဒီဇိုင်းလေးကိုကျူတိုရီယယ်လေးတင်ပေးမှာဖြစ်တယ်အဲ့တော့ဒီပန်းလေးကိုဖန်တီးခြင်းနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိလေ့လာပေးဖို့ဖိတ်ခေါ်ပါရစေရှင်ရိုးရှင်းလွယ်ကူတဲ့နည်းနဲ့ဖြိုးဖန်တီးပေးမှာဖြစ်ပါတယ်အဲ့တော့အခုပဲဗီဒီယိုဖိုင်လေးကိုစုံအောင်လေ့လာကြည့်အောင်နော်Okay အခုဒီမှာဖြိုးဒီဇိုင်းဆွဲပြပေးမှာဖြစ်ပါတယ်ဒီဇိုင်းဆွဲနည်းလေးပေါ့နော်ဒီဇိုင်းမဆွဲတတ်တဲ့သူတွေအတွက်ဒီဇိုင်းလေးလာလို့ရအောင်ဆွဲနည်းလေးလာလို့ရအောင်ဖြိုးထည့်ပေးထားတာဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးထည့်ပေးထားတာဖြစ်တယ်အခုဒီဇိုင်းဆွဲတဲ့အပိုင်းလေးကိုလေ့လာလို့ရအောင်ပါဒီဇိုင်းဆွဲနည်းကဘာမှတော့မခက်ခဲပါဘူးเนาะလေ့လာကြည့်လို့ရပါတယ်အဲ့တော့အခုဒီဇိုင်းဆွဲတဲ့အခါမှာဖြိုးပြောချင်တာကအသုံးပြုတဲ့ဘောပန်အမျိုးအစားပေါ့နော်ဘောပန်အမျိုးအစားကြတော့သူတို့စာရေးတဲ့ဘောပန်အမျိုးအစားမဟုတ်ပါဘူးเนาะဒီဒီဇိုင်းတွေဆွဲတဲ့အခါမှာအသုံးပြုတဲ့ဟာကသူတို့ဒီပန်းထိုးတဲ့အခါတွေမှာဒီဇိုင်းဆွဲတဲ့အခါ sequence ဒီဇိုင်းတွေကိုပိတ်ပေါ်မှာဒီဇိုင်းဆွဲတဲ့အခါမှာသုံးတဲ့ဘောပန်အမျိုးအစားပါစာရေးတဲ့ဘောပန်အမျိုးအစားကိုအသုံးပြုမယ်ဆိုလို့ရှိရင်သူတို့ပိတ်ပေါ်မှာဒီဇိုင်းဆွဲလို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့တခုခု error ဖြစ်သွားလို့ဖြတ်ချင်တယ်ဆိုလို့ရှိရင်ဖြတ်ဖို့ခက်ခဲပါတယ်အဲ့ဒီအတွက်ကြောင့်ဒီစာရေးတဲ့ဘောပန်အမျိုးအစားတွေကိုအသုံးမပြုပါဘူးဒီလိုမျိုးဘောပန်အမျိုးအစားကိုပဲအသုံးပြုပါတယ်ဒီဘောပန်လေးတွေကကြတော့မီးဘူးနဲ့တိုက်ပြီးဖြတ်လိုက်လို့ရှိရင်လည်းလုံးဝပြတ်သွားတယ်ဘာအရာမှမရှိတော့ဘူးပေါ့နော်အဲ့တော့ကိုကဒီဇိုင်းဆွဲလို့တခုခု error ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းအလွယ်တကူဖြတ်လို့ရတဲ့ဘောပန်အမျိုးအစားပါအဲ့ဒီဘောပန်အမျိုးအစားလေးတွေကိုအသုံးပြုပါနော်အခုမှ basic ကနေစပြီးလေ့လာမဲ့သူတွေဆိုလို့ရှိရင်ပိတ်ပေါ်မှာဒီဇိုင်းဆွဲတဲ့အခါမှာမဝင့်မရဲဖြစ်နေတဲ့သူတွေဆိုရင်မခက်ဘာမှမကြောက်ပါနဲ့ဒီလိုမျိုးမှင်ချောင်းလေးတွေကိုအသုံးပြုပြီးတော့ဆွဲလို့ရပါတယ်ရဲဆွဲပါဆွဲရင်းနဲ့ဒီဇိုင်းကဆွဲထွက်သွားပါလိမ့်မယ်ဘာမှမခက်ခဲပါဘူးเนาะအခုဒီလိုမျိုးဘောပန်လေးတွေကိုဝယ်ချင်ဆိုင်နေမှာသွားဝယ်လို့ရှိရင်အပူချောင်းဘောပန်လို့လည်းပြောပြီးဝယ်လို့ရပါတယ်အခုဒီလိုမျိုးဘောပန်မျိုးအစားဈေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မှင်ချောင်းဘောပန်မှင်ချောင်းလေးတွေလည်းဝယ်ပြီးသုံးလို့ရပါတယ်မှင်ချောင်းလေးတွေကကျတော့ဈေးသက်သာတယ်ပေါ့နော်ဒီဘောပန်ကတော့ဈေးကြီးတယ်ပေါ့နော်မှင်ချောင်းလေးတွေကိုအသုံးပြုပြီးတော့ဝယ်လို့ရပါတယ်ဖန်တီးကြည့်လို့ရပါတယ်နော်အခုဒီမှာဖြိုးပန်းဒီဇိုင်းလေးကိုစပြီးတော့ဖန်တီးတော့မှာဖြစ်ပါတယ်အဲ့တော့စပြီးမဖန်တီးခင်မှာသူ့ရဲ့အညာလေးကိုဖြိုးအစိမ်းရောင်ချီလေးနဲ့တွားလိုက်တော့ပေါ့နော်အဲ့တော့တွားတဲ့ချီကအက်ချီအမျိုးအစားလေးပါပဲနော်ရိုးအက်ချီအမျိုးအစားနဲ့ပဲတွားထားတာဖြစ်တယ်ဟိုဒီပန်းမှာကကြတော့ဖြိုးအနေနဲ့ 3D ပန်းအမျိုးအစားလေးကိုဖန်တီးပြမှာဖြစ်တဲ့အတွက်ကြောင့် 3D မှာဘာသုံးလဲဆိုတော့ဖြိုးပိုက်ကလေးကိုပဲသုံးပါတယ်အဲ့တော့ 3D ဆိုပြီးတော့အရန် 3D ပန်းနေဆိုပြီးတော့အရန်ခက်ခဲမယ်လို့တော့မထင်ပါနဲ့ 3D ပန်းအမျိုးအစားဆိုပေမဲ့မခက်ခဲပါဘူးရိုးရှင်းလွယ်ကူတဲ့နည်းလေးနဲ့ဖြိုးဘလို့ဖန်တီးရလဲဆိုတာကိုပြပေးသွားပါမယ်အဲ့တော့ဒီဗီဒီယိုဖိုင်မှာပြပေးပြီးအသုံးပြုမဲ့ပစ္စည်းကဖြိုးပိုက်အမျိုးအစားပါနော်ပိုက်အမျိုးအစားလေးကိုသုံးထားရတယ်အေးပိုက်အမျိုးအစားကိုအသုံးပြုထားတာဖြစ်ပါတယ်အခုဒီမှာချီလေးဆွတ်လိုက်တယ်ပြီးတော့ဒီပိုက်အမျိုးအစားကိုအသုံးပြုမှာဖြစ်ပါတယ်ပိုက်ဆိုင်လေးကအေးရိုးအေးတောက်တဲ့ပိုက်ဆိုင်ပါပဲเนาะအဲ့တော့အဲ့ဒီမှာပြီးတော့ချီကိုပတ်မှာပါအဲ့တော့ပိုက်မှာချီပတ်မယ်ချီကိုအနည်းဆုံးဘယ်နဲ့ကွင်းလောက်ပတ်မလဲဆိုတော့ပြီးတော့ကွင်းပတ်ရေ20လောက်တော့ပတ်ပါမယ်ကွင်းပတ်ရေ20လောက်ပတ်မှသာလျှင်ပြီးတော့ကွင်းဒီပွင့်ဖက်ရဲ့အပွင့်ဖက်ချက်ကနည်းနည်းလေးကြီးပြီးတော့ပြန်ပြီးတော့ခောက်ရမှာပေါ့နော်ပြီးတော့လိတ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကွင်းပတ်ရေကိုကွင်းပတ်ရေ20လောက်ပတ်လိုက်ပါတယ်2 3အခုပြီးတော့ကွင်းပတ်ရေပတ်တာ20ပြည့်တော့ပါမယ်ပတ်ပြီးသွားပြီဆိုလို့ရှိရင်ပထမပန်းနေလိုပဲပြီးတော့ပိုက်လေးကိုဆွဲထုတ်လိုက်ပါမယ်နော်ပိုက်ကိုဆွဲထုတ်တဲ့အခါမှာပြီးတော့တတိထားရမှာကဒီလက်လေးကလွတ်သွားလို့မရအောင်เนาะလွတ်သွားလို့မရဘူးဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးရဲ့အခါမှာဒီမှာ
ပြီးတော့ပန်းပွင့်ဖက်လေးပေါ့နော်အဖက်လေးတစ်ဖက်ရပါပြီအဲ့ဘက်လေးကပြလို့ကြည့်မယ်ဆိုလို့ရှိရင်တော့ရက်တောင်ပုံသဏ္ဍာန်လေးနဲ့တူတယ်နော်ဒီလိုမျိုးပွင့်ဖက်ဒီဇိုင်းတွေကိုပြဖန်တီးပြလာတဲ့ပန်းပေါင်းကတော်တော်များများမနှဲတော့ဘူးပေါ့နော်တော်တော်များများရှိပြီအဲ့တော့ 3D ပန်းခက်ခဲလားဆိုတော့မခက်ခဲပါဘူးဒီပုံစံတွေပေါ်မှာမူတည်ပြီးတော့ပဲပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့တော့ပြလို့ဒီပွင့်ဖက်လေးကိုကျတို့အခုလိုမျိုးလန်နေတာမဟုတ်ဘဲနဲ့ဒီလိုခေါင်းလောင်းပုံသဏ္ဍာန်လေးဖြစ်အောင်အခုပြလို့အရင်ချိုးကြည့်မယ်ချိုးကြည့်ပြီဆိုလို့ရှိရင်လုံလောက်တဲ့ပမာဏ size ဖြစ်ပြီဆိုလို့ရှိရင်ပြလို့ဒီအနားသက်လေးကိုထပ်ပြီးတော့တရစ်ထပ်တက်ပါပဲအနားသက်တရစ်ကိုထပ်တက်မယ်အနားသက်ရစ်တဲ့အခါမှာဆိုလို့ရှိရင်ပြလို့ကဒီအက်နယ်ပဲပေါ့နော်အက်နယ်ပဲပြန်ပြီးတော့ရစ်မှာဖြစ်တယ်သူတို့ရဲ့အနားသက်လေးမှာသူတို့ဂွင်းလေးတွေတို့ဖြစ်နေတတ်ပါတယ်ဂွင်းလေးတွေဖြစ်နေတာဖြစ်တဲ့ကြောင့်အဲ့ဒီဂွင်းလေးတွေပေါ်မှာအက်ထိုးပြီးတော့မှတခါခြီကိုပြန်တက်မှာပါဒီမှာနော်သူတို့ခြီတက်သွားတယ်အခုဒီမှာအက်လေးကိုအဲ့ဒီဂွင်းလေးတွေကိုထိုးထည့်လိုက်တယ်ခြီကအောက်ကနေရှိုးပြီးတော့အပေါ်ကိုပြန်လာပတ်မှာနော်အပေါ်ကနေရှိုးအောက်ကိုပတ်မှာမဟုတ်ဘူးအောက်ကနေရှိုးပြီးတော့အပေါ်ကိုပြန်လာပတ်မှာပြန်လာပတ်ပြီးတော့မှသူတို့ပန်းကိုနောက်တဲ့အနားတရစ်ထက်လုပ်လိုက်တာပေါ့အမှန်တကယ်ကတော့ဆိုလိုချင်တာကပွင့်ဖက်ရဲ့အဖက်ကိုပေါ့နော်ပို့ပြီးတော့အနားသက်ရှည်အောင်သူတို့ထက်ရစ်လိုက်တဲ့သဘောပါပဲရှင်းပြောရမယ်ဆိုရင်ပေါ့နော်အဲ့တော့ဒီမှာနောက်ထပ် creation တစ်ခုထပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ဖြူအကြံဉာဏ်ပေးလို့ရတယ်ဒီလိုမျိုးခြိတက်တဲ့အရာကိုနောက်ထပ်တရောင်ထပ်လုပ်လို့ရတယ်ပေါ့နော်နောက်ထပ်တရောင်ဆိုလို့ရှိရင် creation ဖြစ်သွားတာပေါ့ creation ဖြစ်သွားတယ်ဘာလဲဆိုတော့နောက်ထပ်အနားသက်လေးမှာအယောင်လေးတစ်မျိုးနဲ့ထပ်ပြီးတော့ရစ်တင်တဲ့ပုံစံတစ်မျိုးပေါ့နော်ဒါကကျတို့ဖန်တီးမယ်ဆိုဖန်တီးလို့ရတယ်ဆိုတော့ idea လေးပါဒီမှာတော့ဒီပန်းမှာတော့ပြောနေနေအဲ့လိုမျိုးတခြားအယောင်တစ်ယောင်ထပ်မပတ်တော့ဘူးဘာကြောင့်လဲဆိုတော့တဘာဝမှာကကြတော့တဘာဝပန်းမျိုးစားမှာကြတော့အဲ့လိုမျိုးဒီဇိုင်းမျိုးမတွေ့ဘူးပေါ့နော်အဲဒီအတွက်ကြောင့်ပါဒါပေမဲ့ကိုကဖန်တီးမှုအနေနဲ့ဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်နောက်တဲ့ချီရောင်တရောင်နဲ့ပေါင်းဆက်ပြီးတော့ creation လုပ်လို့ရတယ်ဆိုတာကို idea လေးထည့်ပေးလိုက်တာပါအခုဒီမှာတို့ချီကိုပတ်သွားမယ်အဲ့ဒီပွင့်ဖက်တစ်ချက်လုံးကိုအဲ့လိုမျိုးအနားသက်လေးတက်ပေးမှာနော်အဲ့လေးကိုထိုးလိုက်တယ်ချီကိုအောက်ကနေပြီးတော့အပေါ်ကိုပြန်ပတ်တယ်နော်အပေါ်ပြန်ရှုပ်ပြီးမှဂွင်းလေးလုပ်လိုက်တာပါနော်အဲ့တော့တို့ဒီပွင့်ဖက်ချက်တစ်ခုစုံတဲ့အထိကိုအဲ့လိုမျိုးလေးအနားတက်သွားလိုက်မယ်နော်အခုဒီမှာတို့အနားတက်ပြီးသွားတဲ့အခါမှာပွင့်ဖက်ပုံစံလေးကဒီလိုပုံစံမျိုးလေးဖြစ်နေပါတယ်နော်အဲ့တော့အပေါ်မှာနောက်ထပ်အရစ်တရစ်ပုံစံမျိုးလေးဖြစ်နေပါတယ်အဲ့တော့အနီးကပ်မြင်ရမယ်လို့ထင်ပါတယ်နော်အဲ့တော့ဒီလိုမျိုးအနားရစ်တရစ်ကိုတို့ကနောက်ထပ်တရစ်ထက်ရစ်ချင်သေးရဆိုလဲရပါတယ်နော်2ရစ်3ရစ်ရစ်လို့ရတယ်ဘာမှမဖြစ်ဘူးကြိုက်တယ်လို့ရစ်လို့ရတယ်ဒါကကိုယ့်ရဲ့ကိုလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်နော်အခုဖြိုးအနေနဲ့ကတော့ဒီတရစ်လေးနဲ့ပဲဒီတရစ်လေးကိုပဲတတ်မှတ်လိုက်တယ်ဘာကြောင့်လဲဆိုတော့ဖြိုးဆွဲထားတဲ့ဒီပုံစံဒီဇိုင်းလေးကလည်းနည်းနည်းသေးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အခုဒီလိုတရစ်ထိုးတာလေးကိုပဲပြိုရက်လိုက်တယ်အဲ့ဒါလေးကိုပဲပန်းပုံစံပြန်ဖော်မှာပေါ့နော်အဲ့တော့2ရက်3ရက်သွားလို့မရအောင်လားဆိုလဲသွားလို့ရပါတယ်နော်အခုပြတို့စပြီးတော့ပန်းလေးကိုလိပ်ပါတော့မယ်ပန်းလေးကိုလိပ်တဲ့အခါမှာလည်းမခက်ခဲပါဘူးเนาะပြတို့အနေနဲ့ဟိုဘက်အစွန်းနဲ့ဒီဘက်အစွန်းလေးကိုဒီလိုလေးခောက်ပြီးတော့ပြတို့ဆွဲထားတဲ့ဒီဇိုင်းမှာဒီဇိုင်းရဲ့အစုံမှာအထောက်ပြီးတော့ခောက်ပြီးတော့လိပ်သွင်းလိုက်တဲ့သဘောပါပဲเนาะဒီမှာပြအပ်ထောက်လိုက်တယ်ဆွဲထားတဲ့ပြတို့ဒီဇိုင်းဆွဲထားတဲ့နေရာမှာအပ်ထောက်ပြီးတော့သူ့ကိုဆွဲပြီးတော့လိပ်သွင်းလိုက်တဲ့သဘောပါပဲเนาะအခုနောက်တစ်ဖက်ကိုလည်းအဲ့ဒီလိုမျိုးလေးကိုလိုချင်တဲ့ဒီဇိုင်းနားမှာဒီဇိုင်းပုံစံဆွဲထားတဲ့နေရာမှာအပ်ထောက်လိုက်တယ်ပြီးတော့သူ့ကိုခြီထိုးပြီးတော့သူ့ရဲ့အနားကိုခြီထိုးပြီးတော့တုပ်လိုက်တာပေါ့နော်တုပ်လိုက်တယ်တုပ်လိုက်တဲ့အခါမှာ तू က
လိတ်လေးဖြစ်သွားတာပေါ့လိတ်လေးနဲ့ခေါင်းလောင်းပုံသဏ္ဍာန်ဒီဇိုင်းလေးဖြစ်သွားပါတယ်။ကြည့်ပါနော်အဲ့လိုခေါင်းလောင်းပုံစံဒီဇိုင်းလေးဖြစ်သွားပါတယ်အခုအရန်ချစ်စရာကောင်းတဲ့ခေါင်းလုံးပုံစံပန်းပွင့်ဒီဇိုင်းလေးဖြစ်သွားတယ်ခေါင်းလုံးပုံဒီဇိုင်းလေးဖြစ်သွားသူ့ရဲ့အောက်ကဒီလိုမျိုးအပေါက်ကလေးနော်နည်းနည်းဟနေတဲ့ပုံစံဒီဇိုင်းလေးပါအဲ့တော့အဲ့ဒီအထဲမှာပြတို့အနေနဲ့တခြားပါထည့်ခြင်းလဲပေါ့နော်ဥပမာဆိုလို့ရှိရင်ကျိုးပလဲလုံးလေးထည့်ခြင်းလားဒါမှမဟုတ်ရှင်ဝတ်မှုံအိမ်အမြင်လေးထပ်ထည့်ခြင်းလားထပ်ထည့်လို့ရပါသေးရဲ့နော်ဖြိုးအနေနဲ့ကတော့မထည့်တော့ပါဘူးဒီလိုပန်းဒီဇိုင်းလေးပဲလုပ်ထားပါတယ်အခုနောက်ထပ်အောက်ကပန်းပွင့်တစ်ပွင့်ကိုလည်းထပ်ပြီးတော့ဖန်တီးကြရအောင်နော်ဖန်တီးကြည့်မယ်နော်ဖြိုးအနေနဲ့ဆိုလို့ရှိရင်တော့ဒီအနားသက်လေးကိုတခြားအရောင်လေးနဲ့တော့ဖန်တီးကြည့်ကျင်ပါတယ်ဖန်တီးကြည့်ကျင်တယ်ဘာကြောင့်လဲဆိုတော့ဘယ်လိုဒီဇိုင်းမျိုးလေးလဲဒီဇိုင်းမျိုးစမ်းပြီးတော့ထွက်လာမလဲပေါ့နော်ဖန်တီးကြည့်ကျင်ပါတယ်ဒါပေမဲ့တဘာဝပန်းမှာတော့အဲ့လိုမျိုးအနားသက်မှာတခြားအရောင်အစုံတွေဒီဇိုင်းအစုံတွေရှိရဆိုတာတော့မရှိဘူးလို့တော့ဖြိုးထင်တယ်အဲ့ဒီအတွက်ကြောင့်ဖြိုးမဖန်တီးကြည့်ရတာပါနော်အဲ့တော့ကိုယ့်ဘာကိုဒီဇိုင်းအကျန်းလေးတော့ဖန်တီးကြည့်မယ်လို့တော့စဉ်းစားထားပါတယ်ဘယ်လိုပုံစံမျိုးလေးလဲဘယ်လိုပုံစံမျိုးထွက်လာအောင်မလဲပေါ့နော်အဲ့လိုမျိုးဒီဇိုင်းလေးတော့ဖန်တီးကြည့်ကျင်ပါသေးတယ်ဒီပန်းဒီဇိုင်းလေးကိုလေသူတို့ရန်ကုန်မှာတော့ခေါင်းလောင်းပန်းလို့ပဲခေါ်ကြပါတယ်တခြားနယ်ဘက်တွေမှာဆိုလို့ရှိရင်တော့ဘယ်လိုမျိုးခေါ်ကြလဲတော့မသိဘူးပေါ့နော်ဖြိုးတို့ဒီရန်ကုန်မှာတော့ဒီလိုမျိုးပန်းမျိုးစားလေးတွေတွင်ခေါင်းလောင်းပန်းလို့ပဲခေါ်ကြတာများတာဖြစ်တဲ့အတွက်ကြောင့်ဖြိုးအနေနဲ့ဒီဗီဒီယိုကပရှင်လေးကိုတော့ခေါင်းလောင်းပန်းဆိုပြီးတော့ပဲနာမည်တက်လိုက်မှာပေါ့နော်အဲ့တော့တခြားသောနယ်ဘက်တွေမှာဒီပန်းလေးကိုဘယ်လိုမျိုးခေါ်လဲဆိုတာကိုဖြိုးကို comment လေးတွေမှာလည်းရေးပေးခဲ့လို့ရပါတယ်နော်အခုနောက်ပန်းဒီဇိုင်းလေးကိုဖန်တီးနေတာဖြစ်ပါတယ်ရှင်ပန်းဒီဇိုင်းလေးမှာဖန်တီးရတာကအရန်ကိုရိုးရှင်းလွယ်ကူတဲ့ဒီဇိုင်းမျိုးလေးဖြစ်ပါတယ်3D ပန်းဒီဇိုင်းတွေကိုဖန်တီးရတဲ့အခါမှာအရန်ကိုခက်ခဲတယ်ဒီဇိုင်းအကြွားဖြစ်တဲ့အတွက်ကြောင့်ခက်ခဲတယ်လို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်မခက်ခဲပါဘူး 3D ပန်းဒီဇိုင်းလေးတွေကဖန်တီးတက်ရင်အရန်ကိုရိုးရှင်းလွယ်ကူပါတယ်basic အခြေခံ basic ပိုင်းကိုဒါပိုင်နိုင်ကျွမ်းကျင်ဖန်တီးနိုင်တယ်ဆိုလို့ရှိရင်အခုလိုဒီ 3D ပန်းအကြွဒီဇိုင်းတွေကဖန်တီးရတာအရန်ကိုရိုးရှင်းလွယ်ကူပါတယ်ဒီလိုမျိုးချစ်စရာကောင်းပြီးတော့ရိုးရှင်းလွယ်ကူတဲ့ပန်းဒီဇိုင်းလေးတွေနီးစနစ်လေးတွေနဲ့ပန်းဒီဇိုင်းလေးတွေကိုဖန်တီးကျင်တယ်ဆိုလို့ရှိရင်တော့ဖြိုးရဲ့ online class မှာလည်းလာရောက် join လို့ရပါတယ် Leafest ဆိုတဲ့ Facebook page ကpage messenger မှာလာရောက် join လို့ရတယ်လို့ Viber ဖုန်းနံပါတ်မှာလည်းတင်တန်းလေးလာရောက် join လို့ရပါတယ်ရှင်ရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးနည်းစနစ်တွေနဲ့ပေါင်းစပ်ပြီးတော့မှပန်းဒီဇိုင်းတွေရဲ့ creation တွေကိုဖန်တီးနည်းတွေကိုပြောပြပေးထားမှာတင်ပြပေးထားတာဖြစ်ပါတယ်ရှင်အခုပြတို့ချစ်စရာကောင်းတဲ့ခါလုံးပန်းဒီဇိုင်းဖန်တီးမှုလေးကဒီမှာတင်အဆုံးသတ်သွားပါပြီရှင်ပြီးဆုံးသွားပါပြီเนาะဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုဖိုင်မှာလည်းပန်းဒီဇိုင်းအသစ်လေးနဲ့ဘလို့ရိုးရှင်းလွယ်ကူပြီးတော့ပန်းဒီဇိုင်းအသစ်လေးဖန်တီးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်ဗီဒီယိုဖိုင်လေးကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆုံတွေ့ကြရအောင်ပါเนาะThank you ပါ bye bye အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်